မိတ်ဆွေစဉ်းစားဘူးလားစင်ကကြီးကြီးပဲဒါပေမဲ့ကြိုးသေးသေးလေးနဲ့သူ့6လောက်မှာတုတ်ထားတယ်တခါမှဘယ်တော့မှထွက်မပြေဘူးစင်ထွက်ပြေတယ်ဆိုတော့မကြားဘူးဘာလို့လဲသိလားဘာလို့လဲဆိုတော့တခါတော့တဲ့ရွာတရွာမှာလူတယောက်ရှိတယ်သူကစင်ကလေးလေးတစ်ကောင်ကိုခေါ်လာတယ်တောထဲကနေဖမ်းလာတယ်ဖမ်းလာပြီးတော့မှအဲ့စင်ကလေးလေးကိုတန်ကြိုးတွေနဲ့သူ့ရဲ့6လောက်မှာခြီးပြီးတော့မှအပင်မှာခြီးထားတယ်အဲ့လိုခြီးထားတဲ့အခါကျတော့စင်ကလေးလေးကအရန်ယုံတယ်အရန်သူထွက်ပြေးဖို့အတွက်ကြိုးစားတယ်ဒီကြိုးကိုဖြတ်ဖို့အတွက်သူခဏခဏအချိန်ပေါင်းများစွာသူကြိုးစားတယ်ကျိုးကဖြတ်လို့မရဘူးဘလို့မှသူထွက်ပြေးလို့မရဘူးအဲ့နဲ့သူဘာလုပ်လဲဆိုတော့အဲ့အပင်ရဲ့တဝိုက်မှာပဲသူနေတယ်အဲ့နားလေးမှာပဲသူပတ်ပြီးသွားတယ်အဲ့ထက်ပိုပြီးမှသူမသွားဘူးအဲ့နားမှာပဲစားတယ်အဲ့နားမှာပဲသူနေတယ်အဲ့လိုနဲ့ဖြည်းဖြည်းချင်းနဲ့ပေါင်းများစွာကြာသွားတဲ့အခါကျတော့အဲ့စင်ကလေးလေးကအကြီးကြီးဖြစ်သွားတယ်လုံးဝအကြီးကြီးစင်အကြီးကြီးဖြစ်သွားတယ်အခုအချိန်မှာဆိုရင် तू ကအဲ့ကျိုးမခါအပင်တပင်လုံးမှာ तू ဆွဲပြီးတော့မှနှုတ်ပြစ်နိုင်တယ်အဲ့လောက်ထိအောင် तू အားရှိသွားပြီတစ်ချိန်တည်းမှာပဲအခုကျတော့ तू ကမကြိုးစားတော့ဘူးလုံးဝမကြိုးစားတော့ဘူးနည်းနည်းလေးတောင်မှမယုံကြည်ဘူး तू ထင်တာကဘာလဲဆိုတော့ငါသွားလို့မရဘူးငါယုံလို့မရဘူးဆိုပြီးတော့မှပဲ तू ထင်ပြီးတော့မှစင်တွေကဘယ်တော့မှထွက်မပြေးတာဒါကြောင့်မလို့တန်ကြိုးမဟုတ်ပဲရိုးရိုးချိုးနဲ့ तू တွက်ချင်ရင်လေ तू ထင်တာကဘာလဲဆိုတာဒီကျိုးကငါယုံလို့မရဘူးလေဆိုပြီးတော့မှ तू ထင်ပြီးတော့မှဘယ်တော့မှ तू မယုံတာတကယ်တမ်းသူ့မှာအားမရှိတာမဟုတ်ဘူးသူ့ရဲ့ယုံကြည်ချက်ကသူ့ကိုခြိထားတာကျိုးကခြိထားတာမဟုတ်ဘူးဒီဗီဒီယိုကြည့်နေတဲ့မိတ်ဆွေကလည်းတစ်ခါလေကြာရင်စူးစမ်းဖို့လိမ့်မယ်တစ်ချိန်စူးစမ်းတယ်နှစ်ချိန်စူးစမ်းတယ်သုံးချိန်စူးစမ်းတယ်မရဘူးမရတဲ့အခါကျရင်မိတ်ဆွေဆက်မလုပ်တော့ဘူးနောက်ထပ်မိတ်ဆွေရဲ့ skill တွေတင်တဲ့နှစ်ပေါင်းများစွာကြာသွားတဲ့အခါကျရင်မိတ်ဆွေထပ်ပြီးမှမစူးစမ်းတော့ဘူးဘာလို့လဲဆိုတော့မိတ်ဆွေထင်တာငါအရင်တော့စူးစမ်းခဲ့တာပဲဟုတ်တယ်မလားထပ်စူးစမ်းရင်လည်းမရဘူးဆိုပြီးတော့မိတ်ဆွေထင်နေတာဒီဗီဒီယိုကြည့်နေတဲ့မိတ်ဆွေကလည်းအခုနကတော့စင်အတိုင်းပဲအရင်တော့မရဘူးအခုရတာလည်းဖြစ်ချင်းဖြစ်နိုင်တယ်ဒီဗီဒီယိုကြည့်ပြီးတော့မိတ်ဆွေဘာသင်ခန်းစာရလဲcomment မှာရေးခဲ့ပေးပါအကျိုးရှိရလို့ခံစားရတယ်ဆိုရင် follow လုပ်ထားပေးပါ YouTube မှာကြည့်နေရဆိုရင် subscribe လုပ်ထားပေးပါကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်